ဒီပိုင်းလေးရဲ့ဆမှာတော့ငကားနဲ့ရင်ဆိုင်မှုထွက်လာကြတဲ့ဘေဘိုတို့အဖွဲ့ဟာတောထဲမှာပဲညဘက်စကန်ချလိုက်ကြပါတယ်။ဒီချိန်မှာပဲကြောက်မပွဲအော်တန်ကြီးတွေကိုကြားလိုက်ရတာကြောင့်ဘေဘိုကအဖွဲသားတွေကိုအဲ့ဒါဘာတန်လဲလို့မိလိုက်ပါတယ်။ဖီလီနဲ့ကီလီကလည်းအဲ့ဒါဘလူးတွေလို့ပြောလိုက်ပြီးသူတို့တွေကဒီတောင်ကြားမှာနေကြတာလို့ပြောလိုက်ကအဲ့ဒီကောင်ကြီးကလူတွေအိမ်မောကြနေတဲ့ညတကောင်ကျော်မှရောက်လာပြီးတိတ်တိတ်ဆိတ်ဆိတ်နဲ့တတ်သွားတာလို့ပြောလိုက်တဲ့အတွက်ဘေဘိုလည်းနည်းနည်းတော့လန့်တယ်လို့ဖြစ်သွားပါတယ်။အဲ့ဒါကြောင့်ပဲသူတို့နှစ်ယောက်ကလက်နေတဲ့ဘေဘိုကိုကြည့်ပြီးကြိတ်ရီလိုက်ကြပါတယ်။ဒါကိုမြင်လိုက်တဲ့တော်ရင်ကဘလူးတွေညဘက်တိုက်တာကိုရီစရာများမှတ်နေလားလို့ပြောလိုက်ပြီးဒီကဘာကြီးအကြောင်းမင်းတို့ဘာဆိုဘာမှမသိပဲရီစရာလုပ်နေတယ်လို့ပြောလိုက်ပါတယ်။အဲ့ဒါကြောင့်ပဲအဖွဲ့ဝင်အဖိုးကြီးကတော်ရင်ကအခြားသူတွေတက်ဘလူးတွေကိုဆက်ဆုပ်စရာကောင်းလောက်အောင်ကြုံခဲ့ရတယ်လို့ပြောလိုက်ပြီးငကားကြီးကလုံးလီမောင်တိန်တောင်သိမ့်ပိုက်ပြီးတဲ့နောက်မှာတော်ရင်ကလည်းမိနေပြီးတော့ပြန်ရအောင်စူးစမ်းခဲ့တဲ့အကြောင်းပြောပြလိုက်ပါတယ်။ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲသူတို့မိနေပြီးတော့ဘလူးတမတော်ကြီးကသိမ့်ပိုက်ထားနေခဲ့တာဖြစ်ပြီးအတန်မာဆုံးဘလူးကောင်းဆောင်အစော့ကဘင်းကြီးတော်ရဲ့ကောင်းအောင်ဖြစ်ခဲ့တာကြောင့်တော်ရင်ရဲ့အဖေကလည်းစိတ်လွတ်သွားပြီးတော့အဲ့ဒီချိန်တွေကတိမ်မန်းရှင်မန်းမသိရဘဲနဲ့ပျောက်သွားခဲ့တာလို့ပြောပြလိုက်ပါတယ်။ဒီလိုနဲ့သူတို့လူပုတွေကောင်းဆောင်မဲ့သွားတဲ့ချိန်မှာငယ်ရွယ်တဲ့တော်ရင်ကရှေ့ထွက်ပြီးဝတ်တချကိုင်းကိုအကာအကွယ်လုပ်ပြီးတော့သူတယောက်တည်းနဲ့ကောင်းဆောင်ဘလူးကိုထိတ်တိုက်ရင်ဆိုင်နိုင်ခဲ့တဲ့အတွက်လူပုမျိုးနွယ်တွေလည်းစိတ်သက်ခွန်အားတွေတက်ကြွသွားကြပြီးဘလူးတွေကိုအောင်မြင်မြင်နဲ့တိုက်ထုတ်နိုင်တဲ့အကြောင်းမှပြောပြလိုက်တော့တာပါ။ဒါပေမဲ့သူတို့တွေဒီလိုမျိုးဘလူးတွေကိုတိုက်ထုတ်နိုင်ခဲ့ပေမဲ့လည်းသူတို့လူမျိုးစုတွေကလည်းတော်တော်များများကြာဆုံးသွားကြပြီးလူနည်းစုလေးပဲကြံခဲ့တဲ့အတွက်ဘာအောင်ပွဲမှမခံဖြစ်တော့ဘူးလို့ပြောလိုက်ကသူတို့အတွက်တော့ဘရင်မြေးတော်တော်ရင်ကဘရင်တစ်ပါးဆိုတဲ့အင်္ဂါရက်နဲ့ကိုက်ညီအောင်လုပ်ပြသွားရဲဆိုပြီးပြောပြလိုက်တော့တာပါ။ဒါပေမဲ့တစ်ဖက်မှာတော့သူတို့တေဆုံးသွားပြီလို့ထင်နေခဲ့တဲ့ဘလူးတွေဟာမိုးရေထဲမှာပဲစစ်ကြောင်းနဲ့ချီတက်လာတာကိုတွေ့ရပါတယ်။ဒီလိုနဲ့သူတို့ဖွဲ့လည်းမိုးရွာထဲမှာပဲခီးဆက်ခဲ့ကြပါတယ်။အဖွဲ့ဝင်တစ်ယောက်ကတော့ဂန်ဒက်ဖ်ကမော်ဆရာတစ်ယောက်ဖြစ်ပြီးမိုးဆဲအောင်တော့မလုပ်ပေးနိုင်ဘူးလားလို့မေးလိုက်တဲ့အတွက်ဂန်ဒက်ဖ်ကလည်းရာသီဥတုအပြောင်းလဲလုပ်ပေးတဲ့မော်ဆရာကိုသာတွက်ရှာလိုက်လို့ပြောလိုက်ပါတယ်။ဒါကြောင့်မဲဘေးဘောကအခြားမော်ဆရာတွေရရှိသေးလို့လားလို့မေးလိုက်တဲ့အတွက်ဂန်ဒက်ဖ်ကမော်ဆရာ9ယောက်ရှိတယ်လို့ပြောလိုက်ပြီးအစွမ်းအထက်ဆုံးကတော့အဖြူရောင်မော်ဆရာဖြစ်တဲ့ဆာရုမန်လို့ပြောလိုက်ပြီးတော့အပြာရောင်မော်ဆရာ2ယောက်နဲ့အညိုရောင်မော်ဆရာ1ယောက်လည်းရှိသေးတယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီပြင်ညိုရောင်မော်ဆရာကတရိတ်ဆန်လေးနဲ့အဖော်ပြုပြီးနေရတာကြိုက်တဲ့အကြောင်းပြောလိုက်ပြီးအရှိဘက်တစ်တော့အခြေကြီးကိုစောင့်ရှောက်ပေးနေတဲ့အကြောင်းမှပြောပြလိုက်ပါတယ်။တစ်ပတ်မှာတော့ဂန်ဒက်ပြောတဲ့အညိုရောင်မော်ဆရာဟာသူစောင့်ရှောက်နေတဲ့တောအုပ်တွေကတရိတ်ဆန်လေးတွေကအကြောင်းမဲ့သိဆုံးနေတဲ့အတွက်အသက်ရှင်နေသေးတဲ့အကောင်လေးတစ်ကောင်ကိုကဲတင်မို့စစ်တိုက်ပြီးကုသပေးလိုက်ပေမဲ့တတမလာခဲ့ပါဘူး။ဒါကြောင့်မဲအညိုရောင်မော်ဆရာကတရိတ်ဆန်လေးတွေသိဆုံးကုန်တာဆုံးအတက်ကြောင့်မဟုတ်ဘူးဆိုရင်တော့အလွန်အစွမ်းထက်တဲ့မော်နတ်ပညာကိုသုံးထားတာပဲဖြစ်ရမယ်လို့ကောက်ချက်ချလိုက်ပါတယ်။အဲ့ဒီချိန်မှာပဲသူနေထိုင်တဲ့အိမ်ရဲ့အပြင်ဘက်မှာကြီးမားတဲ့ပင့်ကူကြီးတွေရောက်လာတာကိုတွေ့ရပြီးသူကဲတင်မို့လုံနေတဲ့အကောင်လေးကလည်းသိဆုံးသွားတာကြောင့်အညိုရောင်မော်ဆရာသူ့ရဲ့မော်ကြောက်တုံးနဲ့အကောင်လေးကိုကဲပေးလိုက်ပါတယ်။အဲ့လိုနဲ့ပင့်ကူတွေပြန်သွားတဲ့အချိန်မှာတော့အညိုရောင်မော်ဆရာကဒီလိုမကောင်းတဲ့သတ္တဝါတွေကတောအုပ်တဲကိုဘယ်လိုရောက်လာလဲဆိုတာကိုသိရဖို့အတွက်သူ့ရဲ့ဆိုဖာဆွဲတဲ့ယုံလေးနဲ့ခီးထွက်ခဲ့ပါတယ်။တစ်ပတ်မှာတော့တော်ရင်တို့အဖွဲ့ဟာတောင်ချေတစ်ခုမှာစကန်ချဖို့လုပ်လိုက်ကြပါတယ်။ဒါပေမဲ့ဂန်ဒက်ဖ်ကတော့နတ်တငယ်တွေရှိတဲ့စီရောက်အောင်သွားပြီးအဲ့ဒီမှာပဲတဲခုဖို့တော်ရင်ကိုအကြံပြုလိုက်ပေမဲ့တော်ရင်ကတော့သူတို့ကိုငကားကြီးတိုက်ခိုက်တုန်းကနတ်တငယ်တွေကဘာအကူကြီးမှမပေးခဲ့ကြသလိုဘလူးတွေလာကျူးကျော်တုန်းကလည်းဘာအကူကြီးမှမပေးခဲ့ကြဘူးလို့ပြောလိုက်ပြီးကျုပ်ဘိုးနဲ့အဖေကိုတစ္ဆာဖောက်ခဲ့တဲ့လူတွေစီမှာဘာကိစ္စသွားပြီးခိုလုံရမှာလဲလို့မေးလိုက်ပါတယ်။ဒါကြောင့်ပဲဂန်ဒက်ဖ်လည်းပြောမရတာနဲ့စိတ်တိုးတိုးနဲ့ထွက်သွားပါတော့တယ်။တော်ရင်ကလည်းစိတ်ဆိုးနေတဲ့ဂန်ဒက်ကိုဂရုမစိုက်ပဲအဲ့ဒီနေရာမှာပဲစကန်ချပြီးစားဖို့တောက်ဖို့လုပ်ခိုင်းလိုက်ပါတယ်။ဒီလိုနဲ့ညက်မောင်လာတဲ့အခါမှာတော့ဂန်ဒက်ဖ်ကပြန်မလာသေးတဲ့အတွက်ဘေဘိုကစိတ်ပူနေခဲ့တာပါ။ကျန်တဲ့အဖွဲ့သားတွေကတော့ဂန်ဒက်ဖ်ကမော်ဆရာတယောက်ဖြစ်တဲ့အတွက်မစိုးရိမ်တဲ့အပြင်စားစရာတွေဝင်းငှပေးဖို့ဘေဘိုကိုခိုင်းစေခဲ့ပါတယ်။အဲ့လိုနဲ့စားစရာတွေဝင်းငှပေးရင်အဖွဲ့ဝင်2ယောက်စောင့်ကြည့်နေတဲ့ကြားမျက်နှာကောင်ခိုးကန်လိုက်ရတာကိုသိလိုက်ရပါတော့တယ်။ဒါပေမဲ့အဖွဲ့ဝင်2ယောက်ကတော့ဒီကိစ္စကိုတော်ရင်သိသွားရင်စိတ်ပူသွားမှာဆိုလို့တော်ရင်ကိုမပြောပြတော့မယ်။အဖွဲ့ရဲ့တရားဝင်တကိုးတယောက်အနေနဲ့ဘေဘိုကပဲဒီကိစ္စကိုစုံစမ်းဖို့ပြောလိုက်ပါတယ်။ဒီချိန်မှာပဲမှောင်နေတဲ့တောထဲမှာမီးအောင်တစ်ခုကိုမြင်လိုက်ရပြီးမျက်နှာကောင်ဖမ်းသွားတဲ့မြေဘလူးတွေကိုတွေ့လိုက်ရတော့တာပါ။ဒါကြောင့်မဲ့ဖွဲ့ဝင်2ယောက်ကဘေဘိုကလူသေးလေးဖြစ်တဲ့အတွက်ရှေ့ကနေဥဆောင်သွားတဲ့နယ်လို့ပြောလိုက်ပြီးဘာအနေမှမရှိပါဘူးလို့ပြောလိုက်ပြီးတော့သူတို့2ယောက်ကနောက်ကနေကာကွယ်ပေးမယ်လို့ပြောလိုက်ပါတယ်။အဲ့လိုနဲ့ဘလူး3ကောင်ရှိရစီကိုဘေဘိုကိုသွားခိုင်းလိုက်ပြီးဘလူး3ကောင်ကတော့နေတိုင်းတိုးသားပဲစားနေရတဲ့အတွက်ဒီတစ်ခါမြင်းသားစားရမယ်ဆိုပြီးမိမွေးနေကြရပဲဖြစ်ပါတယ်။အဲ့လိုနဲ့ကျိုးနဲ့ချီကန်ထားရတဲ့မြင်းတွေကိုကယ်ဖို့အတွက်ဘေဘိုကသူ့ခန္ဓာကိုယ်သေးတာကိုခွင်ကောင်းယူပြီးမြင်းဆောင်နာကိုကတ်သွားခဲ့ပါတယ်။ဒါပေမဲ့ချီရတဲ့ကျိုးကိုဖြီးဖို့ကလည်းမလွယ်တဲ့အတွက်ဘလူးရဲ့ခန္ဓာကိုယ်မှာချိတ်ထားတဲ့ဓာတ်ကောက်ကြီးကိုသွားဖြုတ်ဖို့အတွက်အကြံရလိုက်တော့တာပါ။အဲ့လိုနဲ့ဘလူးရဲ့အနောက်နားကနေတိတ်တိတ်လေးဓာတ်ကိုဖြုတ်ဖို့ကြိုးစားရင်းနဲ့ပဲဘလူးကသူ့ခါနောက်ကလက်ကင်ပွားကိုစမ်းပြီးနှစ်ချီးညှစ်လိုက်တဲ့အတွက်လက်ကင်ပွားနဲ့အတူဘေဘိုပါရောပါသွားပြီးနှစ်ချီးညှစ်ခံလိုက်ရပါတော့တယ်။ဒါကြောင့်မို့နှစ်ချီးညှစ်တဲ့ဘလူးကသူ့နှာခေါင်းထဲကဘေဘိုထွက်လာတာလို့ထင်သွားပြီးခြေတွေလက်တွေအစုံရှိတဲ့ဒီတော်ကဘာကောင်လဲဆိုပြီးပစ်ချလိုက်ပါတယ်။အဲ့လိုနဲ့ဘေဘိုကိုရှင်ကြီးစားတကောင်ပြရမယ်ဆိုပြီးတကိုက်စာလောက်တော့စားလို့ရမှာပဲလို့ပြောလိုက်ကဘေဘိုချက်စားဖို့ခြေထောက်ကနေစောက်ထိုးဆွဲလိုက်ပါတယ်။အဲ့ဒီချိန်မှာပဲလူပုအဖွဲ့ရောက်လာပြီး
ဘေဘိုကဲတင်မို့အတွက်ကူညီတိုက်ခိုက်ပေးပါတော့တယ်ဒီလိုတိုက်ခိုက်နေရင်လည်းဘလူးနှစ်ကောင်ပါဘေဘိုရဲ့ခန္ဓာကိုယ်ခြေတွေလက်တွေကနေဆွဲထားလိုက်ပြီးဘေဘိုရဲ့ခန္ဓာကိုယ်တစားစီဆွဲဖြုတ်ပလိုက်မယ်လို့ချိန်ချောက်လိုက်ပါတယ်ဒါကြောင့်မဲ့လူပုတွေလည်းဘာမှမတတ်တာတော့ပဲလက်နက်ချဖမ်းခံလိုက်ရပြီးဘလူးတွေကတော့သူတို့အပွဲလိုက်ကြိုးတုပ်ပြီးမိဖို့မှမိခင်နေပါတော့တယ်အဲ့ဒီချိန်မှာပဲဘလူးတယောက်ကမြင်မြန်လောက်ကြကွာမိုးလင်းတော့မယ်ငါတော့ကြောက်တုံးဖြစ်မခံနိုင်ဘူးလို့ပြောလိုက်တဲ့အတွက်ဘေဘိုလည်းဒီဘလူးတွေကနေရောင်နဲ့ထိရင်ကြောက်တုံးဖြစ်တယ်ဆိုတာကိုသိသွားပြီးအချိန်ဆွဲဖို့အကြံရသွားပါတယ်ဒါကြောင့်မဲ့ဘေဘိုကခင်ဗျားတို့အတွက်အရသာပိုကောင်းအောင်လုပ်တဲ့နည်းရှိတယ်လို့ပြောလိုက်ပြီးလူပုတွေရဲ့အနံ့လွန်းတဲ့အတွက်ပင်စိမ့်ထက်မွေးတဲ့အရွက်ရှိမှရမယ်လို့ပြောလိုက်ပြီးအရသာပိုကောင်းအောင်လို့ရေကုန်တော်မှရမယ်လို့ပြောလိုက်ပါတယ်ဒါကြောင့်မို့ဖန်ကန်ထားတဲ့ဖွဲ့ဝင်တွေအားလုံးလည်းဒေါသထွက်သွားကြပြီးဘေဘိုဒေါသတကြီးနဲ့ဝိုင်းဆဲနေကြပါတယ်ဒါပေမဲ့ဘလူးတကောင်ကတော့ငါလူတွေကိုရေကုန်မခွာဘဲနဲ့လည်းအစိမ့်စားဘူးပါတယ်လို့ပြောလိုက်ပြီးအစိမ့်စားရင်ကျွတ်ရွလေးနဲ့ပိုတောင်စားကောင်းသေးတယ်လို့ပြောလိုက်ပြီးတော့လူပုတယောက်ဇောက်ထိုးကင်ပြီးစားဖို့လုပ်ပါတော့တယ်ဒါကြောင့်မဲ့ဘေဘိုကအဲ့ဒီကောင်ကယောဂပိုးကူးဆက်ခံထားရတယ်လို့ပြောလိုက်ပြီးကျန်တဲ့ကောင်တွေအားလုံးကလည်းကပ်ပါပိုးတွေကူးခံထားရတယ်လို့ပြောလိုက်ပါတယ်ဒီတော့မှအဖွဲသားတွေလည်းဘေဘိုကသူတို့အတွက်အချိန်ဆွဲပေးနေတာကိုရိပ်မိသွားတဲ့အတွက်သူတို့မှယောဂပိုးတွေနဲ့ကပ်ပါပိုးတွေရှိတယ်ဆိုပြီးတယောက်တစ်ခုဝိုင်းអော်ကြတော့တာပါဒါပေမဲ့ဘလူးသုံးကောင်တွေကတကောင်ကတော့ဘေဘိုရဲ့အကြံကိုရိပ်မိတဲ့အတွက်မင်းတို့လွတ်ဖို့ရေးညံများမနေနဲ့လို့ပြောလိုက်ပါတယ်ဒီချိန်မှာပဲကန်တက်ရောက်လာပြီးမင်းတို့အားလုံးနေရောင်ကြောင်တည်ဆုံးရတော့မယ်လို့ပြောလိုက်ကသူရက်နေတဲ့ကြောက်တုံးကြီးကိုသူ့ရဲ့မော်ထုတ်တန်နဲ့ခွဲချလိုက်တဲ့အတွက်နေရောင်ကဘလူးတွေပေါ်တိုက်ရိုက်ထိသွားပြီးဘလူးတွေအားလုံးလည်းနေရာမှာကြောက်တုံးဖြစ်သွားပါတော့တယ်အဲ့နောက်မှာတော့တော်ရင်ကခင်ဗျဘယ်ရီသွားခဲ့တာလဲဘာလို့ပေါ်ပြန်လာတာလဲလို့ကန်တက်ကိုမေးလိုက်ပါတယ်ကန်တက်ကလည်းငါတို့သွားရမယ့်ခီးပုံစံကိုကြိုးပြီးလေ့လာနေတာပါလို့ပြောလိုက်ပြီးဒီလူပုတွေအတွက်ငါလည်းတာဝန်ရှိလို့ပြန်လာတာလို့ပြောလိုက်ပါတယ်ဒီစကားကြောင့်ပဲတော်ရင်လည်းကျေနပ်သွားပြီးကန်တက်ကတော့ဘေဘိုကမင်းတို့မစင်စားနိုင်တဲ့အရာကိုလုပ်နိုင်ခဲ့တယ်လို့ပြောလိုက်ပြီးနေလင်းအောင်ထွက်တဲ့အချိန်ဆွဲနိုင်တဲ့အကြောင်းပြောလိုက်တော့တာပါအဲ့နောက်မှာတော့တော်ရင်ကဘလူးတွေကနေအောင်ကြောက်ကြတာဆိုတော့ဒီနားမှာသူတို့ပုံးခိုလို့ရမယ့်ဂူတစ်ခုရှိနိုင်တယ်လို့ပြောလိုက်ပြီးဘလူးတွေနေထိုင်တဲ့ဂူထဲကိုသူ့လူတွေကဥဆောင်ခေါ်လာခဲ့လိုက်ပါတယ်ဂူထဲမှာတော့နတ်တငယ်တွေလှုပ်ထားတဲ့ဓာတ်ကိုတွေးလိုက်ရတဲ့အတွက်ကန်တက်နဲ့တော်ရင်နဲ့တယောက်တစ်ချောင်းယူလိုက်ကြပြီးကျန်တဲ့လူပုတွေကတော့ရတနာတက်တာတစ်လုံးတွေးလိုက်ရတဲ့အတွက်နောက်ကျရင်သုံးလို့ရမယ်ဆိုပြီးမြေကြီးထဲမြုပ်နှံခဲ့ပါသေးတယ်အဲ့လိုနဲ့ကန်တက်ကဂူဝမှာဓာတ်အသေးတစ်ချောင်းကိုမှတွေးလိုက်ရတဲ့အတွက်ဘေဘိုနဲ့ကိုက်ညီမဲ့ရွယ်စားပမာဏဖြစ်တာမို့လို့ဘေဘိုပဲပေးထားလိုက်ပြီးဒီဓာတ်ကနတ်တငယ်တွေလှုပ်ထားတဲ့ဓာတ်ဖြစ်တဲ့အတွက်ဘလူးတွေနဲ့မင်းစားတွေနီးနားရောက်လာရင်ဒီဓာတ်ကအပြာရောင်တန်းလာလိမ့်မယ်လို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲသူတို့အဖွဲ့ရှိရာစီကိုတစုံတစ်ခုကဥတီဗီလာနေတဲ့အတန်အောင်ကြားလိုက်ရတဲ့အတွက်အကုန်လုံးလည်းလက်နက်ကိုအသင့်ပြင်ထားလိုက်ကြပါတယ်ဒါပေမဲ့သူတို့ရှေ့ရောက်လာတာရန်သူတယောက်မဟုတ်ပဲတရိတ်ဆန်လေးနဲ့နေရတာကြိုက်နေတတ်တဲ့အညိုရောင်မော်ဆရာပဲဖြစ်နေပြီးအညိုရောင်မော်ဆရာကဂန်တက်ကိုလာရှာတာဖြစ်ပြီးတောအုပ်ထဲမှာဘာတစ်ပင်မှမပေါက်တော့တဲ့အပြင်လေထုတွေကလည်းညဉ့်ညမ်းလာပြီလို့ပြောလိုက်ပြီးအစိုးဆုံးကတော့အလွန်ကြီးမားတဲ့ပင့်ကူကြီးတွေပဲလို့ပြောလိုက်ပါတယ်အဲ့ဒီပြင်ပင့်ကူတွေကခန္ဓာဟောင်းကနေလာကြတာလို့ပြောလိုက်ပြီးခန္ဓာဟောင်းကြီးထဲမှာလည်းသေဆုံးပြီးသောဝိညာဉ်တွေကိုဆင့်ခေါ်နိုင်တဲ့ရှေးဟောင်းမကောင်းဆိုးဝါးကြီးရဲ့ပုံရိပ်ကိုတွေ့ခဲ့ရတဲ့အကြောင်းမှပြောပြလိုက်တော့တာပါဒါကြောင့်ပဲမကောင်းဆိုးဝါးအရေးကြီးနဲ့တိုက်ခိုက်ခဲ့စဉ်တော့ရရှိခဲ့တဲ့ဓာတ်ကိုဂန်တက်ကိုပြလိုက်ပါတော့တယ်ဒီချိန်မှာပဲသူတို့အားလုံးဝန်ပလွေတန်အောင်ကြားလိုက်ရပြီးချက်ချင်းဆိုသလိုကင်းတော့ဝန်ပလွေတွေတိုက်ခိုက်တာကိုခံလိုက်ရပါတယ်အဲ့ဒါကြောင့်ပဲသူတို့ဘွဲ့ကဝန်ပလွေနှစ်ကောင်တုတ်တင်လိုက်ပြီးဒီအနီးနားမှာဝန်ပလွေတွေကိုစီးနဲ့ဘလူးတတိုက်ရှိနေပြီလို့တော်ရင်ကပြောလိုက်ပါတော့တယ်ဒါကြောင့်မဲဂန်တက်ကအင်ဒီဂီထွက်လာတာနဲ့ပတ်သက်လို့ဘသူ့ကိုပြောမိသေးလဲလို့တော်ရင်ကိုမေးလိုက်တဲ့အတွက်တော်ရင်ကလည်းသူကြိမ်ရဲတယ်ဘသူ့မှမပြောဘူးလို့ပြောလိုက်ပါတယ်ဒါကြောင့်မဲဂန်တက်ကငါတို့အမဲလိုက်ခံနေရပြီလို့ပြောလိုက်ပြီးသူတို့ထွက်ပြေးဖို့မြင်နေရလဲဘလူးတွေကိုကြောက်လန့်ပြီးထွက်ပြေးသွားတဲ့အတွက်အတော်လေးခက်ခဲတဲ့အနေအထားဖြစ်နေခဲ့ပါပြီဒါကြောင့်မဲအညိုရောင်မော်ဆရာကသူများခေါ်သွားပေးမယ်လို့ပြောလိုက်ပြီးဘလူးတွေစီးနှင်းလာတဲ့ဝန်ပလွေတွေကိုဂန်တက်တို့နဲ့ဝေးရစီကိုဥတီပြီးများခေါ်သွားပါတော့တယ်ဒီလိုမျိုးအညိုရောင်မော်ဆရာကလမ်းလွဲပြီးများခေါ်ပေးခဲ့ပေမဲ့သူတို့လူပုအုပ်စုရဲ့အနံ့ကိုဘလူးကောင်ကအနံ့ခံပြီးသွားပြီးမကြခင်မှာပဲသူတို့ဘွဲ့ကိုတွေ့သွားကနောက်ကနေလိုက်လာပါတော့တယ်ဒါပေမဲ့လိုက်လာတဲ့ဘလူးအုပ်စုကမြက်ပြားလွန်တဲ့အတွက်သူတို့ဖွဲ့သားတွေဘလို့မှရှင်မတိုက်ခိုက်နိုင်တာမို့လို့အနီးနားမှာရှိတဲ့ကြောက်ကူတွေဝင်ပုန်းကြပါတော့တယ်အဲ့လိုနဲ့သူတို့ဖွဲ့လည်းကြောက်ကူရဲ့အပြင်ဘက်ကိုပြန်မထွက်တော့ပဲရှေ့မှာတွေ့ရတဲ့တောင်ကြားလမ်းလေးတိုင်းဝင်လာခဲ့လိုက်ကြပါတယ်အဲ့လိုနဲ့တောင်ကြားလမ်းရဲ့အဆုံးမှာတော့တာယာလှပတဲ့နိုင်ငံတစ်ခုကိုတွေ့လိုက်ရပြီးအဲ့ဒီနေရာကတော့နတ်တငယ်တွေရဲ့နိုင်ငံပဲဖြစ်နေခဲ့ပါတယ်ဒါကြောင့်မဲ့တော်ရင်ကဒေါသထွက်သွားပြီးရန်သူစီခိုလုံရအောင်လုပ်နေရလားလို့ဂန်တက်ကိုပြောလိုက်ပါတယ်ဂန်တက်ကတော့မင်းတို့နတ်တငယ်တွေကရံမလုပ်ပါဘူးလို့ပြောလိုက်ပြီးနတ်တငယ်တွေကပဲဖော်ပေးနိုင်မှာလို့ပြောလိုက်ပါတယ်အဲ့လိုနဲ့ဂန်တက်ဖ်ကနတ်တငယ်တွေနဲ့စကားပြောဖို့သူပဲတောင်းယူမယ်လို့ပြောလိုက်ပြီးအားလုံးရဲ့ရှေ့ကနေဥဆောင်ပြီးနတ်တငယ်ရဲ့တိုင်းပြည်တွေကိုဝင်သွားကြပါတော့တယ်ဒီလိုနဲ့သူတို့ရဲ့ရောက်ချင်းမှာပဲနတ်တငယ်ဘီရင်ကအမဲလိုက်ရာနဲ့ပြန်ရောက်လာတာဖြစ်ပြီးသူတို့နယ်နိမိတ်နားဒီဘလူးအုပ်စုကရောက်လာတာမို့လို့တစုံတစ်ယောက်ကဒီဘလူးတွေကိုခေါ်ဆောင်လာတာပဲဖြစ်မယ်လို့ဂန်တက်ဖ်ကိုပြောလိုက်ပါတယ်ဂန်တက်ဖ်ကတော့ကျုပ်တို့ဖွဲ့ရပဲခေါ်လာတာဖြစ်မှာပေါ့ဗျာလို့ပြောလိုက်ပြီးနတ်တငယ်တွေကသူတို့စားဖို့အတွက်အစားအသောက်နဲ့အခက်ပါတော့တယ်ဒါပေမဲ့အစားအသောက်တွေအားလုံးကအသီးရွက်တွေကြီးပဲဖြစ်နေတဲ့အတွက်လူပုတွေကအသားမပါဘူးဆိုပြီးကြကြောင်ကြနေကြတာပါစားတောက်ပြီးတဲ့နောက်မှာတော့နတ်တငယ်နန်းတွင်းသူတွေကတချင်းတွေကိုတိခတ်ဖျော်ဖြေနေကြတာဖြစ်ပြီး
ကီလီကတော့နတ်တငယ်မလေးကိုမျိုးလုံးမိတ်ပြလိုက်ကပြုံးစစ်စစ်လုံနေတဲ့အတွက်ထိပ်ပြောင်နေတဲ့လူပုကမျက်နှာသေးကြီးနဲ့စိုက်ကြည့်နေလိုက်ပါတယ်ဒါကြောင့်မဲကီလီလည်းချက်ချင်းဆိုသလိုသူ့ရဲ့မျက်နှာပိုးကိုတတ်လိုက်ပြီးတကယ်တော့သူကနတ်တငယ်နန်းတွင်းသူတွေကိုလုံးဝမကြိုက်ဘူးလို့ပြောလိုက်ကဖြူတွတ်တော့အသားရည်နဲ့ပိန်လုံးအားကြီးပြီးတော့ပါးရိုးကလည်းမြင့်နေအပြင်မျက်နှာရဲ့အမွှေးကလည်းသူသဘောကျအောင်မရှိဘူးလို့အရှက်ပြေနဲ့ပြောလိုက်ပါတယ်အဲ့လိုနဲ့ကီလီကဒီဘက်ကနတ်တငယ်ကတော့မစိုးပါဘူးလို့ပြောလိုက်တဲ့အတွက်အကုန်လုံးကလည်းအဲ့ဒါနန်းတွင်းသူမဟုတ်ဘူးနတ်တငယ်ယောက်ျားလေးပဲလို့ပြောလိုက်ပြီးအင်ဒရီမြဖြစ်နေတဲ့ကီလီကိုဝိုင်းလောင်လိုက်ကြပါတယ်အဲ့နောက်မှာတော့ဂန်ဒက်ဖ်နဲ့တော်ရင်တို့ဟာနတ်တငယ်ကောင်းဆောင်နဲ့စပွဲတစ်ခုတည်းအတူတိုင်းနေကြတာဖြစ်ပြီးနတ်တငယ်ကောင်းဆောင်ကတော့သူတို့ယူလာတဲ့ဓာတ်တွေကိုကြည့်လိုက်ကဒီဓာတ်တွေကနတ်တငယ်တွေလောက်ထားတယ်မင်းစားတတ်တဲ့ဓာတ်တွေတော်တော်လေးကောင်းတာပဲလို့ပြောလိုက်ပြီးခင်ဗျားတို့အဲ့ဒီဓာတ်တွေကိုဘယ်နေရာရတာလဲလို့မေးလိုက်ပါတယ်ဂန်ဒက်ဖ်ကလည်းအရှိဘက်ကဘလူးတိုက်ကနေရတာဖြစ်ကြောင်းပြောလိုက်တဲ့အတွက်ခေါင်းဆောင်ကခင်ဗျားတို့အရှိဘက်ကိုဘာလာလောက်တာလဲလို့မေးလိုက်ပါတယ်ဒါကြောင့်မဲတော်ရင်ကမကြေမနက်နဲ့စကားဝိုင်းကနေထထွက်သွားပါတော့တယ်ဒါပေမဲ့ဂန်ဒက်ဖ်ကတော့သူတို့ကစိတ်ထားမြင့်မြတ်တဲ့လူပုမျိုးနွယ်တွေပါလို့ပြောလိုက်ပြီးသူအဲ့လိုပြောနေတဲ့အချိန်မှာပဲလူပုဖွဲ့ဝင်တယောက်ကနတ်တငယ်တွေရဲ့ပစ္စည်းတစ်ခုကိုသူ့ရင်ပတ်ထဲထည့်ပြီးခိုးနေခဲ့တာပါအဲ့ဒီပြင်လူပုတွေကအစင်လာတွေကိုလည်းကောင်းကောင်းမွန်မွန်ထိမ့်သိမ့်တတ်ကြတယ်လို့ပြောလိုက်ပြီးဒီချိန်မှာပဲလူပုတယောက်ကဖေယိုပြဲနဲ့အစားအသောက်တွေကိုစားနေခဲ့တာပါအဲ့ဒီပြင်လူပုတွေကအမှုပညာဆိုရင်လည်းတော်တော်လေးခံစားတတ်တယ်လို့ပြောလိုက်ပေမဲ့ညင်ညင်တတာတိခတ်နေတဲ့နတ်တငယ်တွေရဲ့တေးသွားကိုလူပုတယောက်ကနာရဲတချင်းကိုတိခတ်နေတာလားလို့ပြောလိုက်ပြီးချက်ချင်းဆိုသလိုစပွဲပေါ်တက်လိုက်ကမြူးကြွတဲ့တချင်းတစ်ပုတ်ကိုဆိုပါတော့တယ်ဒါကြောင့်မကြံတဲ့လူပုတွေကလည်းဇုံခင်းတွေကိုခုံမခောက်ပြီးတန်စင်လောက်ပြီးတူတူလိုက်ဆိုကြတော့တာပါဒါပေမဲ့သူတို့ဒီလိုဆိုနေတာတွေကကောင်းကောင်းမွန်မွန်ဆိုတာမဟုတ်ပဲစားစရာတွေကိုဟိုဘက်ပြစ်ပေါက်ဒီဘက်ပြစ်ပေါက်နဲ့လုပ်နေတဲ့အတွက်ညစ်ပတ်ပြီးစီးကမ်းမရှိတဲ့ပြုမှုတွေကြောင့်နတ်တငယ်တွေတော့အတော်လေးလက်ပြခါသွားပြီးဂန်ဒက်ဖ်ကတော့မသိသလိုလုပ်နေလိုက်ပါတယ်ဒီလိုနဲ့ညံ့ရောက်တဲ့အခါမှာတော့မြေပုံမှာပါတဲ့လျှို့ဝှက်စာတွေကိုဖတ်ဖို့အတွက်နတ်တငယ်ကောင်းဆောင်ကိုမြေပုံစာရွက်ပြလိုက်တော့တာပါကောင်းဆောင်ကတော့မြေပုံတွေကလျှို့ဝှက်စာတွေကလက်အခရာနဲ့ရေးထားတာလို့ပြောလိုက်ပြီးရေးထားတဲ့အချိန်ကလည်းလရဲ့ပုံတရံနဲ့ရာသီချိန်နဲ့ထပ်တူကြတဲ့အချိန်မှာပေါ်ထွက်လာတဲ့လရောင်နဲ့ပဲရေးထားတာဖြစ်လို့ဒီစာကိုလွန်ခဲ့တဲ့နှစ်200လောက်တုန်းကလာဆန်းရဲ့အလင်းရောင်နဲ့ရေးခဲ့တာပဲလို့ပြောလိုက်ပါတယ်အဲ့လိုနဲ့နတ်တငယ်ကောင်းဆောင်ကခင်ဗျားတို့ကျုပ်တို့စီကိုလာဖို့အတွက်ကံပါလာတာဖြစ်မယ်လို့ပြောလိုက်ပြီးဒီနေ့မှလည်းလွန်ခဲ့တဲ့နှစ်200တုန်းကလိုမျိုးထပ်တူညီတဲ့လက်အသားနေတဲ့အတွက်ဒီစာတွေကိုဖတ်လို့ရနိုင်တယ်လို့ပြောလိုက်ပြီးတော့လရောင်အောက်မှာမြေပုံဖြန့်ခင်းလိုက်ပါတယ်လျှို့ဝှက်စာထဲမှာရေးထားတာကတော့လူပုမျိုးနွယ်တွေရဲ့နေ့တင်မှာတောင်ကြီးရဲ့တောပေါက်ကပွင့်မှာဖြစ်တဲ့အတွက်အဲ့ဒီနေ့ကိုတောင်ထဲဝင်ရမယ်ဆိုတဲ့အကြောင်းပါဒါကြောင့်မို့နတ်တငယ်ကောင်းဆောင်ကခင်ဗျားတို့တောင်ထဲကိုဝင်ဖို့စဉ်းစားနေတာဆိုရင်တော့ဘလို့မှမလုပ်တဲ့အကြံပဲလို့စိတ်ဆိုးမှန်ဆိုးနဲ့ပြောသွားပါတော့တယ်တစ်ပတ်မှာတော့တော်ရင်တစ်ချိန်တော့လက်ဖြတ်ဖြစ်ခဲ့တဲ့အဆော့ဆိုတဲ့ဘလူးပြူကောင်းဆောင်ကမသေးပဲရှိနေသေးတာဖြစ်ပြီးသူ့ရဲ့နောက်လိုက်ကတော်ရင်တို့အုပ်စုကိုမျက်ခြေပြတ်သွားတဲ့အတွက်တာဝန်မကျေဘူးဆိုပြီးတက်ပစ်လိုက်တော့တာပါအဲ့လိုနဲ့တော်ရင်ကိုလက်စားချေခြင်းနေတဲ့ဘလူးပြူကတော်ရင်ရဲ့ခေါင်းကိုဖျက်လာနိုင်တဲ့သူကိုစုချမယ်ဆိုပြီးဘလူးတွေမင်းစားတွေအားလုံးသိအောင်ကြေညာခိုင်းလိုက်တာဖြစ်ပြီးဒီပိုင်းလေးကလည်းဒီနေရာမှာအဆုံးသတ်သွားတာမို့လို့ဘာတွေဆက်ဖြစ်အောင်မလဲဆိုတာအပိုင်း3မှာကြည့်ရှုရမှာပါ